ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ YouTube channel လေးကနေပြန်လည်ပြီးကြိုဆိုပါတယ်ဒီနေ့မှာကျွန်တော်တို့တင်ဆက်ပေးမယ့်အကြောင်းလေး channel လေးကိုလက်ခံ subscribe လုပ်ထားပေးပါအောင်ခင်ဗျာဘေးနားမှာရှိတဲ့ noting ခေါင်းလောင်းကိုနှုတ်ဖေးထားပါအောင်ကဲဆက်လိုက်ကြရအောင်မြန်မာနိုင်ငံတနင်္သာရီတိုင်းပင်လယ်ပြင်ထဲမှာထွေးကြရတဲ့ထူးဆန်းတဲ့တတ္တဝါအကြောင်းဖြစ်ပါတယ်ငင်တက်နေတဲ့ပင်လယ်ပြင်ရဲ့ရှိုးဝါချတစ်ခုကိုပြောပြပါမယ်မြန်မာပင်လယ်ပြင်မှာနဂါးတကောင်တကယ်ပေါ်ခဲ့ဖူးတယ်ဆိုတာသိကြပါသလား2023ခုနှစ်မိုးဦးညတညထားဟွယ်ပင်လယ်ပြင်သားရွှေပင်လယ်သူငါးဖန်းလေကြီးပေါ်မှာဦးမြင့်စိုးနဲ့အဖွဲ့တွေပိုက်ကွန်ချနေကြတယ်လက်ပညာဆိုတော့ရေပြင်ကငွေရောင်တွေနဲ့တောက်ပါနေတာပေါ့ရုတ်တရက်ဘယ်ဘက်ကရေတွေဖုံးခနဲ့ပွက်တီပေး20မြင့်တဲ့ကြီးဝါရောင်နဂါးကြီးပေါ်လာတယ်ဦးချိုတွေနဲ့အကြီးခွန်တွေကလက်ပြဝန်းအောင်မှာတဖိတ်ဖိတ်လင်းနေတယ်လေဘေးကနေတဟုံးဟွန်းနဲ့ဖြစ်သွားပြီးစက္ကန့်ပိုင်းအတွင်းပျောက်ကွယ်သွားတယ်ဒီဖြစ်ရပ်ကိုစလုံးရွာသားတွေကြတော့ဒါလာရမဲပါကွာလို့អော်ကြတယ်စလုံးတွေရဲ့ရိုးရမှာပင်လယ်နှမင်းလာရမှာဆိုတာရှိတယ်သူ့ကိုငကောက်ဖုံနဲ့ဖူးမြင်ရတတ်တယ်လို့ယုံကြည်ကြတာသူတို့ရဲ့ဗန်လီတွေမှာရေးဆွဲထားတဲ့ငကောက်ပန်းကြိုက်တွေကဒီနှမင်းကိုယဉ်ညွန်းတာပါဒါကြောင့်ဦးမြင့်စိုးတို့အဖွဲ့ကိုစလုံးတွေပြောတယ်မင်းတို့ကန်ကောင်းတာကွာနှမင်းကမင်းတို့လေကိုကာကွယ်ဖို့လာပြတာယောဒါပေမဲ့ပရိသတ်ကြီးရဲ့သိပ္ပံပညာရှင်တွေကတော့ဒီလိုပြောကြတယ်နာဝုံလို့ခေါ်တဲ့ဦးချိုတပ်ဝေလင်ငါဖိနိုင်တယ်ဒါမှမဟုတ်ဇီဝမီတွားငါးတွေနဲ့ငါးမန်းဝုံပွင့်ကြီးရောချက်ညီတာမဟုတ်ရင်လက်ပညာရဲ့အလင်းရိုင်မှု optical illusion ပဲဒီလိုငကောက်ပေါ်တဲ့ဇာလန်ကမြန်မာကေတခုတည်းမှာမဟုတ်ဘူးကွာဂျပန်မှာရှူဂင်အူမီဘိုဆူဆိုတဲ့ပင်လယ်နတ်ဆိုနော်ဝေမှာခရာခင်ဆိုတဲ့ရေပဝဲငကောက်ကြီးရခိုင်တန်တာကြီးမှာဒီနတ်မင်းပင်လယ်ပြင်ဟာလူသားတွေကိုအမြဲထိတ်လန့်စေခဲ့တာပါဒီတော့ပရိသတ်ကြီးရဲ့ဦးမြင့်စိုးတို့တွေ့ခဲ့တာငကားလားဆလုံနှက်မင်းလားတဘာဝအံ့ဖွယ်လားရောက်တရအတန်းမင်းအဖြေကိုတော့ပင်လယ်ကြီးအောက်ကမောင်မိုက်နှက်ဆိုင်မှုလေးထဲမှာဝှက်ထားစေပါပဲဒါပေမဲ့အသေးချာတာတစ်ခုကပင်လယ်ပြင်ဟာကျွန်တော်တို့ထင်ထားတာထက်ပိုပြီးထူးဆန်းလေဆိုတာပါပဲနောက်တစ်ခါထားဝေကန့်ချေသွားရင်မျက်စီကိုပင်လယ်ပြင်မှာစိုက်ထားလိုက်နော်ဒီနေ့ကတော့ဒီလောက်ပါပဲပရိသတ်အားလုံးပျော်ရွှင်ဖန်နီးလေးထပါစေ